အားလုံးပဲမင်္ဂလာပါဒီ program လေးမှာတော့ Python variable အကြောင်းလေးကိုရေးပြသွားပေးပါမယ်နော်ဒါဆိုရင်ဒီနားလေးမှာ variable ဆိုတာကိုဘာလဲဆိုတာတစ်ချက်ရေးကြည့်ကြရအောင်နော်ဒီမှာကြည့်ကြည့်ကြရအောင် variable ဆိုတာကအ container ပါပဲဘာလဲဆိုလို့ရှိရင်ဘာလို့ storing လုပ်ရလဲဆိုလို့ရှိရင်ဘာအတွက်လဲဆိုလို့ရှိရင်တော့ for a valueတန်ဖိုးတစ်ခုအတွက်သူက container တွေပဲပေါ့နော်ဒီနားလေးမှာဆိုလို့ရှိရင်အဲ့ဒီတန်ဖိုးတွေဘာတွေဖြစ်လို့ရလဲဆိုလို့ရှိရင် string ဖြစ်လို့ရတယ်နောက်တစ်ခုကျတော့ integer ဖြစ်လို့ရတာပေါ့ integer ဖြစ်လို့ရတယ်နောက်တစ်ခုကျတော့ဘာလဲဆိုလို့ရှိရင် float ပေါ့နော် float float ပြီးလို့ရှိရင်တော့ boolean တခြား data type လေးတွေရှိပေမဲ့လည်းပဲဒီ video လေးမှာတော့ဒီ program မှာကြတော့ပါလဲဆိုလို့ရှိရင် string အကြောင်းရဲ့ integer အကြောင်းရဲ့ float အကြောင်းရဲ့ကိုပြပြသွားပေးပါမယ်နော်။ဒါဆိုရင်အရင်ဦးဆုံးအနေနဲ့ဒီနားလေးမှာstring ကိုရေးကြည့်ပါမယ်။ string မှာဆိုလို့ရှိရင်တော့ဒီနားလေးမှာဆိုလို့ရှိရင် first name ဒီနားလေးမှာပါရေးကြည့်မလဲဆိုလို့ရှိရင် first name ကို Tom ဆိုပြီးတော့မှရေးကြည့်မယ်နော်။ first name ကို Tom လို့ရေးကြည့်မယ်ပြီးလို့ရှိရင်ဒီနားလေးမှာ print လေးရေးကြည့်မှာပေါ့ဒါဆို formatted string လေးနဲ့ရေးကြည့်မယ်ဒီတစ်ခါရေးမဲ့ string ကတော့ formatted string လေးပါဒါဆိုရင်ဒီနားလေးမှာ my name is ပြီးလို့ရှိရင်ဒီနားလေးမှာပါလဲဆိုလို့ရှိရင် curly braces လို့ခေါ်တဲ့တွန့်ကွင်းလေးနဲ့ရေးပေးပေါ့နော်ပြီးလို့ရှိရင်အနားလေးမှာ variable လေးကိုထည့်ပြီးပြီးလို့ရှိရင်ဒီနားလေးမှာ full stop လေးချပေးလို့ရတယ်ဒါဆိုဒီ program လေးကို run ကြည့်မယ် run ကြည့်တဲ့အခါကျရင် my name is Tom ဆိုတဲ့ဒီလိုစာကြောင်းလေးထွက်လာတာပေါ့နော်ဒါကြတော့f string လေးနဲ့ရေးထားတဲ့ပုံစံလေးဒါ f string လေးရဲ့ format လေးနဲ့ရေးထားလိုက်တာပေါ့နော်နောက်တစ်ခုကျတော့အဲ့ဒီ string မှာပဲဘာရေးကြည့်မလဲဆိုလို့ရှိရင် foot foot ကိုဒီနားလေးမှာဘာရေးကြည့်မလဲဆိုလို့ရှိရင် pizza pizza တကယ်တမ်းကျတော့ string ရေးတဲ့အခါမှာဆိုလို့ရှိရင် double quote ဒါမှမဟုတ် single quote ရေးလို့ရတယ်ဒါပေမဲ့ဒီချေကျတော့ double quote ရေးရတာပို့ပြီးတော့မှသဘောကျတာပေါ့နော်ဒါကြတော့ f string ရေးတဲ့ format လေးပေါ့ f ကိုနောက်မှာ double quote နှစ်ခုထည့်ပေးတယ် single quote လည်းရတယ်နော်အဲ့မှာဆိုလို့ရှိရင် double quote နှစ်ခုထည့်ပေးတယ်ဒါကတော့ f string ရဲ့ format လေးဒါဆိုရင်ဒီနားလေးမှာ I like ပြီးလို့ရှိရင်ဒီနားလေးမှာ curly braces လေးခေါ်တဲ့တွန့်ကွင်းလေးနဲ့variable လေးကိုထည့်ပေးမယ်ပြီးလို့ရှိရင်တော့ဒီနားလေးမှာ full stop လေးနဲ့ဒါဆို run ကြည့်မယ်ဒီနားလေးမှာပါကြလာမလဲဆိုလို့ရှိရင် I like pizza ဆိုတာလေးကြလာတာပေါ့နော်ပြီးလို့ရှိရင်လည်းအဲ့လိုပဲနောက်တစ်ခုရေးကြည့်မယ်နောက်တစ်ခုကြတော့ဗာရေးကြည့်မလဲဆိုလို့ရှိရင်တော့ email ရေးကြည့်မှာပေါ့ email ကဒီနားလေးမှာ winnie akita@gmail.com ဆိုပြီးရေးကြည့်မယ်နော်ဒါဆိုရင်ဒီချက်ကဒီနားလေးမှာ @gmail sorry တခုပဲ @gmail.com ဒီနားလေးမှာကြည့်လိုက်ဒီချေတို့ရေးလိုက်တဲ့အခါ string ဖြစ်မယ်ဆိုလို့ရှင် double quote ဒါမှမဟုတ် single quote ထည့်ရမှာဒါဆိုရင်ခုနကတော့ဒီချက်ထည့်လိုက်တာကမထည့်ထားဘူးဒီတိုင်းဒါဆိုရင်ပြန်မဖြစ်ပဲနဲ့သူ့ကိုထည့်ချင်တယ်ဆိုလို့ရှင်ဆက်လက်မှတ်လိုက်မယ်ပြီးလို့ရှင် ship ရဲ့ double quote ရဲ့ရိုက်လိုက်ပြီးဆိုလို့ရှင် auto string ဖြစ်သွားတာပေါ့နော်ဒီ add ကတော့တစ်လုံးပဲဒါဆိုရင်ဒါ email လေးဒါဆို email လည်းပဲဒီနားလေးမှာဆိုလို့ရှင်ဒီနားလေးမှာဒီချက်တို့က branch လေးနဲ့ fဒါလေး single quote လေးနဲ့ရေးကြည့်မယ် my email is ဆိုပြီးတော့မှဒီတွန့်ကွင်းလေးနဲ့ဒီထဲမှာ email လေးထည့်ပေးမယ်ပြီးလို့ရှင်တော့ full stop လေးကိုချပေးလိုက်မယ်ဒါဆို run ကြည့်မယ်နော်ဒါဆိုရင်ဒါလေးကြတော့ my email is ဆိုပြီးတော့မှဒီမှာ winnieakita@gmail.com ဆိုတာလေးရှိလာတာပေါ့နော်ဒါဆိုရင်ဒါလေးကိုကြတော့ဒါလေးကဒီချေတို့ရေးတဲ့ပုံစံလေးတွေပေါ့ဒါလေးကိုကြတော့ဒီချေဖြတ်လိုက်မယ်နော်ဘာလို့လဲဆိုတဲ့အခါကျ string ကိုပဲပြပြချင်လို့ဒီ print ရေးတဲ့ပုံစံလေးကိုကြတော့ဖြတ်လိုက်ပါမယ်ဒါတခုပေါ်တက်မယ်ဒါလည်းပေါ်တက်မယ်နော်ဒါလေးဒါဆို string ပြီးလို့ရှိရင်နောက်တစ်ခုကြတော့ဘာလို့ကြည့်မလဲဆိုလို့ရှိရင်နောက်တစ်ခုကြ integer integer အကြောင်းလေး integer ကတော့ number တွေကိုပဲပြောတာပဲဒီနားလေးမှာအသက်လေးရေးကြည့်မယ်25ဒါဆိုရင်ဒီနားလေးမှာ print လေးနဲ့ဒီတစ်ခါကြတော့ဒီချက်တို့ကဘာလို့ကြည့်မလဲဆိုလို့ရှိရင်ဒီနားလေးမှာ f string လေးနဲ့ပဲ I amဗာလဲဒီနားလေးမှာဒါကို placeholder လို့ခေါ်တယ် age လေးထည့်ပြီးလို့ရှိရင် yearsoldo ပြီးရင် run ကြည့်မယ်နော်run ကြည့်မယ်ဒါဆိုရင် I am 25 years old ဆိုတာလေးထွက်လာတယ်ဒါကတော့ integer ပေါ့ဒီ25ကိုဒီလိုဗာလဲ double quote လေးထည့်လိုက်မယ်ဆိုရင်တော့ဒီလို double quote လေးထည့်လိုက်မယ်ဆိုရင်တော့ဒါ string ဖြစ်သွားပြီနော်ဒါကြောင့်မို့မထည့်ရပါဘူး string လို့ရည်ညွှန်းချင်တဲ့အခါမှာပဲထည့်ရမှာပေါ့နော်နောက်တစ်ခုကျတော့ quantity quantity ကို3လေးဒါဆိုရင်ဒီနားလေးမှာဘာလို့ကြည့်မလဲဆိုလို့ရှိရင် print လေးနဲ့
friends လေးနဲ့ဘာလဲဆိုလို့ရှင် you ဘာလဲဆိုလို့ရှင် you are buyingပြီးလို့ရှင်เนาะဒီမှာ place holder လေးထည့်ပေး place holder ဆိုတာတွန့်ကွင်းလေးနဲ့ curly braces လေးနဲ့ပေါ့เนาะဒီနားလေးမှာ quantity လေးထည့်လိုက်မယ်ပြီးလို့ရှင် items ပေါ့ဒီလိုလေးဒါလေးထည့်လိုက်မယ်နော်ဒါဆို run ကြည့်မယ် run ကြည့်တဲ့အခါဆိုဒီမှာ you are buying 3 items ဆိုတာလေးတွေ့ခဲ့မယ်နောက်တစ်ခုကြတော့ဒီချက်တို့ဒီနားလေးမှာ sorry brand key ကိုမရေးခင်နောက်ထပ် variable တစ်ခုပေးမယ်နောက်ထပ် variable တစ်ခုကဘာရေးကြည့်မလဲဆိုလို့ရှင် NUNBER number NUN sorry စလုံးမမနော်ခဏလေးနော်ဖြစ်လိုက်အောင်မယ် NUNBER number of ဘာလဲ solution student 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 ကဲအခန်းထဲမှာရှိတဲ့ number of students ဆိုကြပါစို့ဒီချေတို့ကဒီနားလေးမှာnumber of student က30လို့ရေးကြည့်မယ်ဒီနားလေးမှာ30ရေးကြည့်မယ်ခဏလေးနော် answer လေးရအောင်နော်အဲဆိုရင်ဒီနားလေးမှာကဘာလဲ solutionအဲဆိုရင်ဒီနားလေးမှာ30လေးရေးလိုက်မှာပေါ့နော် number of student ဒါဆိုရင်ဒီနားလေးမှာ print လေးနဲ့ဘာလဲဆိုလို့ရှင် f string လေးနဲ့ sorry f string လေးနဲ့ဒီနားလေးမှာ your class class has placeholder လေးပေး placeholder လေးပေးပြီးတော့မှ STUDENT student လို့ရေးလိုက်မှာပေါ့ဒါဆို placeholder လေးထဲမှာ number of student လေးထည့်လိုက်မယ်ဒါလေးnumber student လေးထည့်လိုက်မယ် run ကြည့်မယ်ဒါဆိုရင်ဒီနားလေးမှာဘာကြလာမလဲဆိုလို့ရှင်တော့ your class had 30 student ဒါလေးတွေကြပါလဲဆို integer ပေါ့ဒါဆိုရင်ဒီ first name တို့ food တို့ email တို့ဒီမှာဒါ district မှာဆိုလို့ရှင် first name တို့ food တို့ email တို့က variable လေးတွေအဲ့ဒီထဲမှာဒီ string ဆိုတဲ့ data လေးကိုလာသိမ်းထားတာဒါသိမ်းထားတယ်လာသိမ်းထားတဲ့သဘောအဲ့လိုပဲ integer မှာလဲ age quantity number of students ဆိုတဲ့ဒီ variable လေးထဲမှာ integer 25တို့3တို့30ဆို integer လေးတွေလာသိမ်းထားတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် variable တွေဆိုရင်အဖြူရောင် string ဆိုလို့ရှိရင်အစိမ်းရောင် integer ဆိုလို့ရှိရင်တော့အပြာရောင်ပေါ့အဲ့လိုမျိုးလေးမှတ်ထားလို့ရတယ် print function ဆိုလို့ရှိရင်တော့လိမ်မော်ရောင်နောက်တစ်ခုကြတော့ပါလဲဆိုလို့ရှိရင်ဒီ comment လေးတွေပေါ့ headage လေးနဲ့ရေးရတဲ့ comment လေးတွေကြတော့ဘာဖြစ်မလဲဆိုရင်အဝါရောင်အဲ့လိုလေးမှတ်ထားလို့ရပါတယ်နော်အဲဆိုရင်ဒါလေးကိုဖြတ်လိုက်မယ်နောက်တစ်ခုလေးလာကြည့်မယ်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ float float ပေါ့နော်ဒီနားလေးမှာအဲ့ဒီ value တွေက float တကယ်တမ်းဆိုလို့ရှိရင်တို့က data type အနေနဲ့နောက်ပိုင်းကျန်လေ့လာရမှာပေါ့နော်ဒီမှာကျတော့ဒီချက်တော့ variable ထဲမှာထည့်ထားရတဲ့ value အနေနဲ့ပဲပြောပြပေးတာပေါ့ဒီနားလေးမှာ price ဈေးနှုန်းလေး$10.96ဆိုကြပါစို့နောက်ဒါဆိုရင်ဒီနားလေးမှာ print လေးနဲ့ဗာရေးကြည့်မလဲဆိုလို့ရှိရင်ဒီနားလေးမှာDH80 that ပေါ့ DH80 that COAT code COS TS cost ပေါ့နော်အဲဆိုရင်ဒီလောက်ကြာမယ်ပေါ့ဒီနားလေးမှာ placeholder လေးတဲ့ sorry ဒီချက်က F string လေးနဲ့ F လေးနဲ့ရေးမယ်နော်ဒါလေးဒီမှာ placeholder လေးရှိတယ်ဒီလိုလေးပြီးရင် full stop လေးဒါဆိုရင်ဒီထဲမှာဗာထည့်ကြည့်မလဲဆိုလို့ရှင် placeholder လေးထဲမှာprice လေးထည့်လိုက်ပေါ့ဒါဆို run ကြည့်မယ်ဒါဆိုရင်ဒီမှာကြည့်လိုက်မယ် that code cost at $10.96ဖြစ်မှာနော်ဒါဆိုဒီရှေ့မှာဒေါ်လာဆိုင်လေးထည့်ပေးမယ်ဒါဆိုဒေါ်လာဆိုင်လေးထည့်ပေးမယ် sorry okay stop လိုက်အောင်မယ်ဒီနားလေးမှာဒီချက်တို့ဒေါ်လာဆိုင်လေးထည့်ပေးမယ်ဒီမှာဒေါ်လာဆိုင်လေးထည့်ပေးလိုက်တော့ run ကြည့်မယ် run ကြည့်လိုက်တော့ဒီနားလေးမှာဒီမှာဒါလေးကြာလာမယ်နော် that code cost $10.96ဆိုတာလေသူကြာလာမှာပေါ့ဒါကြတော့ဗာလဲဆိုလို့ရှိရင် float ပေါ့ဒါဆိုရင် float ကကြတော့နောက်တစ်ခု price ပြီးလို့ရှိရင် GPA ပေါ့ဒီနားလေးမှာဆိုလို့ရှိရင်ဒီချက်တော့ဗာလဲဆိုလို့ရှိရင် grade point average လေးပေါ့နော်ဒီနားလေးမှာ GPA ကဗာလဲဆိုလို့ရှိရင်4.2ဆိုကြပါစို့4.2ဆိုကြပါစို့ဒီနားလေးမှာဗာရေးကြည့်မလဲဆိုလို့ရှိရင်ဒီနားလေးမှာ print လေးနဲ့ဒါလေးဒီလိုလေးရေးကြည့်မယ်နော်ပြီးလို့ရှိရင် your GPA is ဆိုပြီးတော့မှဒီနားလေးမှာ placeholder လေးထည့်ပြီးဒီနားလေးမှာကြတော့ဗာလဲ solution full stop လေးထည့်လိုက်မယ်ဒီထဲမှာ GPA ဆိုတဲ့ variable လေးထည့်လိုက်မယ်အဲ့ဒီ placeholder လေးထဲမှာထည့်လိုက်မယ်ဆို your GPA is 4.2ဆိုပြီးတော့မှ
ရလာပါလိမ့်မယ်နောက်တစ်ခုကျတော့ဘယ်လိုမျိုးတွေရှိလဲဆိုလို့ရှင် distance ပေါ့ distance distance ကြတော့ဒီနားလေးမှာဘာဖြစ်မလဲဆိုလို့ရှင်5.8 km ဆိုကြပါစို့အဲဆိုရင်ဒီနားလေးမှာFrench လေးနဲ့ဘာလဲဆိုလို့ရှင် you run you run place order လေးထည့်ပြီးအဲ့ဒီ place order လေးထဲမှာ variable ထည့်ပေးရမှာပေါ့နော် TODAY today ဒီနေ့ဘယ်လောက်ဟိုဖြစ်လဲဆိုလို့ရှိရင်5.8 km ပေါ့ဒီနောက်မှာ km လေးထည့်ပေးမယ် km ဒီနေ့ you run 5.8 km today ဆိုတာဒီလိုလေးကြာလာလိုက်မှာပေါ့ဒါလေးကြတော့ဗာလဲဆိုလို့ရှင် float ပါ float ပြီးလို့ရှင်တော့နောက်တစ်ခုကြတော့ boolean မှာကြတော့ဘာကိုပြောတာလဲဆိုလို့ရှိရင်သူက value ကနှစ်ခုရှိမှာပေါ့ true ရယ် false ရယ်ဒါဆိုရင်ဒီ print လေးကိုဖြတ်လိုက်မယ်ပြီးလို့ရှင်နောက်ထပ် data type အနေနဲ့ boolean ကိုလေ့လာကြည့်မယ်နော်ဒါဆိုရင်ဒီနားလေးမှာ boolean boolean အဲ့ဒီ boolean ပေါ့အဲ့ဒီ value က boolean မှာ is student 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 ဒါကိုသူ့ကိုဘာတန်ဖိုးလေးပေးကြည့်မလဲဆိုလို့ရှင် true ပေးကြည့်မယ် true ပေးကြည့်မယ်ဒီနားလေးမှာဒီချေတို့ကဘာလဲဆိုလို့ရှင်မေးခွန်းလေးမေးကြည့်မှာပေါ့မေးခွန်းကဘယ်လိုမေးကြည့်မလဲဆိုလို့ရှင်ဗာလဲ are you a student ဆိုပြီးတော့မှ student student are you a student ဆိုပြီးမေးကြည့်မယ်မေးကြည့်ပြီးလို့ရှိရင်ဒီနားလေးမှာဗာလဲဆိုလို့ရှင် place order လေးနဲ့အဲ့ဒီထဲမှာဗာလုပ်ကြည့်မလဲဆိုလို့ရှင် is student လေးထည့်ပေးလိုက်ဒါဆိုရင်ဒီနားလေးမှာမေးခွန်းလေးကိုမေးကြည့်တဲ့အခါမှာကျတော့ run ကြည့်မယ် are you a student solution true ဆိုတာလေးသူဖြည့်ပေးလိုက်မယ်ဒီမှာကြည့်လိုက် true ဆိုပြီးတော့မှသူဖြည့်ပေးလိုက်မယ်ဒါဆိုရင်ဘာလို့ true လို့ဖြေလဲဆိုလို့ရှင်ဒီချေတို့ကဒီ is student ကို true ပေးခဲ့လို့အကယ်၍ false ပေးမယ်ဆိုလို့ရှင်လဲသူက false ပဲပြောမှာပဲ false ဒါဆိုရင်ဒီလို boolean တွေကဘယ်လိုအနေထားမျိုးမှာသုံးမလဲဆိုလို့ရှင် conditional statement နဲ့တွဲသုံးလို့ရှိတယ်ဒါဆိုဒါလေးကိုဖြတ်လိုက်မယ်ဒါလေးကိုဖြတ်လိုက်မယ်ဒါဆိုဒါလေးကိုလည်း true ပြန်ပြောင်းလိုက်မယ်နော်ဗာလဲဒါလေးကိုလည်းဒီချေတို့က true ပြန်ပြောင်းလိုက်မယ်ပြန်ပြောင်းလိုက်မယ်ဒါဆိုဒီနားလေးမှာကြတော့conditional statement က if နဲ့ရေးမှာပေါ့ if is student ကျောင်းသားလားကျောင်းသားဆိုရင်တော့ friend လေးနဲ့ဗာလဲဆိုလို့ရှင်သူကဘာပြောမလဲဆိုလို့ရှင်ဒီနားလေးမှာyou are a student 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 အကယ်၍ကျောင်းမှန်တယ်ကျောင်းသားလားဒါသူ့ကိုစစ်ကြည့်မယ်ကျောင်းသားလားဒီမှာမှန်တယ်ဆိုလို့ရှင်ဒါလေးကထွက်လာလိုက်မယ်အကယ်၍မဟုတ်ဘူးဆိုလို့ရှင် else နဲ့သုံးမယ် else မဟုတ်ဘူးဆိုလို့ရှင်တော့ French လေးနဲ့ဒီနားလေးမှာပါလဲဆိုလို့ရှင်ဒီလိုလေး you are ပါလဲဆိုလို့ရှင် not a student you are not a student ဆိုပြီးတော့မှပေးမယ်ဒါဆို run ကြည့်မယ် true ပေးထားတာမို့လို့သူက you are a student ဆိုတဲ့စာကြောင်းလေးထွက်ခဲ့တယ်အကယ်၍ဒါကျောင်းသားဟုတ်လားဆိုလို့ရှိရင်ဟုတ်တယ်ဆိုရင်ဒီစာကြောင်းလေးထွက်မယ်အကယ်၍ဒီမှာလည်းဟုတ်တယ်လို့ပြောထားလေ true ဆိုတော့ဒါကြောင့်မို့ you are a student ဆိုတဲ့စာကြောင်းလေးထွက်ခဲ့တာဒီနားလေးမှာ false ပေးကြည့်မယ် false လေးပေးမယ်ဆိုလို့ရှိရင် run ကြည့်တဲ့အခါမှာ is student ဆိုတဲ့ဟာကို false ပေးထားတဲ့အတွက်ကြောင့်မို့လို့ run လိုက်တဲ့အခါမှာဒီ if မှာရှိတဲ့ဒီဟာလေးအလုံးမလုံးတော့ဘဲနဲ့ else အပိုင်းမှာပဲသွားပြီးတော့မှအလုပ်လုပ်တယ် you are not a student အဲ့လိုလေ student စလုံးပေါင်းမှားနေတယ် student ဒီနားလေးမှာဒီမှာရောပဲ student student အဲ့လိုလေနောက်တစ်ခုကြည့်မယ်နောက်တစ်ခုကြတော့ဒီဟာလေးကပြီးသွားရင်နော်ဒါလေးကရပြီဆိုလို့ရှိရင်ဒီချေတို့ကဒီနားလေးမှာဒါလေးကိုဖြစ်လိုက်မယ်ဒါလေးကိုဖြစ်လိုက်ပြီးတော့မှနောက်ထပ်တစ်ခုကြတော့ဗာလဲဆိုလို့ရှိရင် for say ရေးကြည့်မယ် for ဒီနားလေးမှာ SALEC for say ကဒီနားလေးမှာ TRUE true ဒါဆိုရင် if statement နဲ့ပဲရေးမှာပေါ့နော်for say လား for say ဆိုလို့ရှိရင်တော့ print ဒီနားလေးမှာပါလဲဆိုလို့ရှိရင်ရေးကြည့်မယ် that item is for SALEC ပေါ့ဒီနားလေးမှာ SALEC ဆိုပြီးရေးလိုက်မယ်ပြီးလို့ရှိရင်တော့မဟုတ်ဘူးဆိုလို့ရှိရင်elseအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီနားလေးမှာ print လေးနဲ့print လေးနဲ့ that item is not available ပေါ့နော် item is not
available available ဆိုပြီးတော့မှပြောမှာပေါ့ဒါဆိုရင် for sale လားဆိုတော့ဟုတ်တယ် for sale ဆိုပြီး true ပေးထားတဲ့အတွက်ကြောင့်မို့ဒီ if အပိုင်းလေးအလုပ်လုပ်လိုက်မယ် that item is for sale ဆိုတာလေးသူကြားလာလိုက်မယ်ဒီမှာအကယ်၍အလို့မဟုတ်ဘူးဒီနားလေးမှာ false ပေးလိုက်မယ်ဆိုရင်တော့ false လေးပေးလိုက်မယ်ဆိုရင်တော့သူကfor sale လားဆိုတော့မဟုတ်ဘူးလို့ပြောတဲ့အတွက်ကြောင့် that item is not available ဆိုတဲ့စာကြောင်းလေးကဒီမှာပေါ်ပြပေးမှာပေါ့ဒါဒူလီယန်ပုံစံလေးဒါဆိုရင်နောက်တစ်ခုပြန်စမ်းကြည့်မယ်နော်နောက်တစ်ခုကြတော့ပါလဲဆိုလို့ရှင် is online 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 အဲ့ဒီ online ကို true ပေးကြည့်မယ်ဒီနားလေးမှာဒီလိုလေးဒါကိုအပေါ်ကိုဒါလေးတက်လိုက်မယ်နော်ဒါဆိုရင်ဒါကိုဒီလိုချလိုက်မယ်ဒါလေးဒါဆိုရင် if လေးနဲ့ရေးကြည့်မယ် if is online online လား online ဆိုရင်တော့ဒီနားလေးမှာ brand ဘာဖြစ်မလဲဆိုလို့ရှင်တော့you ဒီနားလေးမှာ you are online online you are online လို့ပြောမယ်အကယ်၍ is online က true မဟုတ်ဘူး false ဖြစ်ခဲ့မယ်ဆိုလို့ရှင် else true မဟုတ်ဘူး false solution of friends ဒီနားလေးမှာyou are offline ပေါ့ you are offline offline ပေါ့နော်ဒါဆို run ကြည့်မယ်ဒါဆို is online က true ပေးထားတာမို့လို့ဒီနားလေးမှာ you are online ဆိုတာကြာလာလိုက်မယ်ဒါဆိုရင် is ဘာလဲဆိုလို့ရှင်ဒီနားလေးမှာ false ပေးကြည့်မယ်ဒီနားလေးမှာ false ပေးကြည့်မယ်ဒါဆို run ကြည့်မယ်ဒါဆိုရင် you are offline ဆိုပြီးကြာလာတာပေါ့နော်ဒါဆိုရင်ဒါလေးတွေကဘာလဲဆိုလို့ရှင်ဒါဆိုရင်အခုဒီပြောပြသွားတာလေးတွေကကြတော့ဒါဗာလဲဆိုလို့ရှိရင် very evil ထဲမှာ storing လုပ်လို့ရတဲ့တန်ဖိုးလေးတွေပေါ့နော်သူတို့ကဗာလဲဆိုလို့ရှိရင်နောက်ပိုင်းကျရင် data type အနေနဲ့လေ့လာရမယ်ဒါကြတော့လောလောဆယ် value အနေနဲ့ဆိုရင် string ရှိမယ် integer ရှိမယ် float ရှိမယ် boolean ရှိမယ်တခြားတွေလည်းရှိသေးပေမဲ့ဒီဗီဒီယိုလေးမှာတော့ဒီအကြောင်းလေးပဲပြောပြသွားပေးမှာပေါ့နော်ဒါကကြတော့ကလေးတွေအတွက်အလွယ်တကူလေ့လာလို့ရနိုင်တဲ့ variable နဲ့ပါလဲဆိုလို့ရှိရင်သူရဲ့ value အကြောင်းလေးပါဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye ပါ